ဒီနေ့ညအကျိတ်နေရှင်မြန်ကစားမယ်အီတလီကပ်နာပိုလီတင်းနဲ့ AC မီလန်တင်းပွဲကြိုတုံသက်ချက်ညီမတို့မင်္ဂလာပါဆိုတော့ forward channel ပြန်လဲကြိုးစားရပါကျွန်တော်ကိုင်းဖြစ်ပါတယ်ညီတို့ဒါမနေ့ကလည်းဆက်ပြီးစင်ပြေလို့ပြောလို့ရတယ်နျူကာဆယ်ကိုကိုင်းဒါဇုံမော်ပေးခဲ့ပေါ့နော်နျူကာဆယ် body အကြိုက်ဆုံးဂိုးပေါင်းအနေနဲ့ကတော့ဒါဂိုးပေါ်တော့သွားမယ်ပြောခဲ့တယ် 2-1 ဆိုပြီးတော့ဒါ correct score လေးပါပြောခဲ့တယ်ပေါ့နော်ညီတို့ဒါမနေ့ကဆိုရင် 2-1 ဆိုရရတဲ့ပြီးတယ်အဲ့ဒါစုံပေါ်သွားပြောလို့ရတယ်ပေါ့နော် body လဲဆင်ပြေလိမ့်မယ်ဂိုးပေါင်းပေါ်လဲဆင်ပြေလိမ့်မယ်ပေါ့နော်ဒီနေ့ဒါအီတလီဖလားပွဲစဉ်ပေါ့နော်ဒါအကျိတ်နေပွဲစဉ်တစ်ပွဲတော့ရှိတယ်ဒီပွဲစဉ်ကတော့ညီမဆန်တော်ချိန်တနာရီပွဲထိုင်းဆန်တော်ချိန်ဒါ2နာရီမှာကန်မယ်ဒါနာပိုလီတင်းနဲ့ AC မီလန်တင်းတို့ရဲ့ဒါပွဲချုပ်တက်ချက်လေးကိုတင်ဆက်ပေးပါမယ်နော်ပထမဆုံးဂိမ်းမှာကျတော့ဂိတ်တေကန် channel join ထားပေးပါဒီကတော့ဒီမောင်းကတ်တွေပေါ့နော်မောင်းကတ်လူချင်းညူကိုရီးယားတေကန် channel မှာပဲကိုင်းတင်ပေးပါတယ်ဒါကြောင့် channel လေးကို join ထားပေးပါနော်တေကန် channel လေးကိုဒီ video ရဲ့ comment လေးမှာလည်းခြားထားပေးရနော်ပြီးတော့ profile မှာလည်းဒါ link လေးကိုနှိပ်ပြီးတော့ join လို့ရတယ်ပေါ့နော် profile မှာလည်းဒါတေကန် channel လေးခြားထားပေးပါတယ်နော်မြို့ဒါဒီနေ့ကတော့ဒါအကျိတ်နေရှင်မြန်ကစားမဲ့ပွဲဒါပေမဲ့ AC မီလန်အသင်းကဒီအီတလီဖလားနဲ့ဒါအမပေးလီကိုပဲဒါအာယုံစိုက်နေတဲ့အနေအထားမျိုးမှာရှိရဲဒါချန်ပီယံဂျာတန်းမှာချန်ပီယံလိယူရိုပါလိယူကမန်လိဒါကန်စရာမရှိတဲ့ AC မီလန်တော့ဒါလုံးဝကိုဒီဖလားနဲ့ဒါအမပေးဖလားကိုတော့ဒါတေချာချာအာယုံစိုက်နေတာလို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့နာပိုလီကဒါဒီဖလားတဲ့ဆိုင်တော့ဒါ UCL ပဲအားစိုက်ဖို့တော့များမယ်လို့ထင်တယ်ပေါ့နော်ကိုကြီးကဒီလိုဖလားပွဲစဉ်မျိုးနာပိုလီတင်းနေနဲ့အဓိက main ကစားသမားတွေတော့ဒါအနာတော့မခံလာဘူးဒါပါချင်မှလည်းပါလိမ့်မယ်ပေါ့နော်ဒီလိုပြည်တွင်းဖလားပွဲစဉ်တွေကအဓိကကစားသမားတွေကိုချမ်းပြီးတော့အရန်နဲ့ကန်တာပဲများရပါတော့ဒါတိတ်ပြီးပြောမှဆိုရင်တော့ဒါတန်ဖိုးရဆိုရင်တိတ်တန်ဖိုးမကြီးတဲ့ဖလားတွေလို့ပြောလို့ရပါတော့ပြည်တွင်းဖလားဖြစ်တယ်ခြားဖလားတွေဆိုင်ရောဒီဖလားတွေကနှိပ်တယ်ဒါကြောင့်ရန်အာယုံတော့မဆိုင်ဘူးပေါ့နော်ကိုရလက်ရှိဟတ်တူရောသွားကြည့်ရမယ်ဆိုရင်လက်တော်ပုံနေတွေ့ဆုံထားမှုရှိရ AC ရဲ့ကွဲမှာပေါ့နော်2-1ဆိုရရတယ်နဲ့ AC မီလန်တင်းနိုင်ထားတယ်အဲ့တော့ဒါ AC ကတော့တေရပြေရှုံးကြီးပေးတယ်ပေါ့နော်2-1ဆိုရရလိုက်နိုင်ထားတယ်နာပိုလီနဲ့ကွင်းဒါမိနစ်ကတွေ့ဆုံမှုမှာဆိုရင်နော်နာပိုလီရဲ့ကွင်းမှာတေရပြေရှုံးကြီးပေးတယ်ပေါ့နာပိုလီတင်းရဲ့ရလိုက်ပိုင်းပြန်ကြည့်ရမယ်ဆိုရင်နောက်ဆုံးနှစ်ပွဲဆက်တော့ရှုံးထားတယ်ဥတီနီကို1-0ဒါဘေဘီကာကို2-0ရှုံးထားတယ်ပေါ့နော် AC မီလန်ရဲ့ရလိုက်ပိုင်းပြန်ကြည့်ရမယ်ဆိုရင်နောက်ဆုံးပွဲရတော့ဒါဆတ်ဆူလိုတူတူတေးကြထားတယ်ပေါ့နော်တိုရီနိုတော့2-3ဒါအနိုင်ကန်တာတော့ရှိတယ်လာဇီကို1-0ဆိုပြီးတော့ရှုံးတာရှိပြီပေါ့နော်ပြောမယ်ဆိုရင်တော့ဒါ AC မီလန်အသင်းအနေနဲ့ကဒီနှစ်မှာဒါပထမပြောခဲ့လို့ဒီအမတ်ပေးလီးနဲ့ဒီပြင်းဖလားပဲအာယုံဆိုင်ဖို့လို့ရှိတယ်သူကန်စီယာဆိုတော့ဒီပွဲစဉ်တွေပဲရှိတာပေါ့နော်ဒါကြောင့် AC မီလန်တော့ဒီနေ့လူစင်းရဆိုရင်တော့ဒါလူစင်းစုံစုံလင်းလင်းနဲ့လာမယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဒါလက်ရှိပေါ်လီစီကိုပြောမယ်ဆိုရင်တော့ဒါဝင်းဝင်း AC ရတော့ဒါတေမိုင်းနဲ့10လောက်ထွက်လာတယ်ဂိုးပေါင်းနှလုံးမိုင်းနဲ့30ထိပြီးတာပေါ့နော်ဒီနေ့ကြိုက်ကိုပြောရမယ်ဆိုရင်တော့ဒါ AC မီလန်ဘော်ဒီတော့ကြိုက်တယ် AC မီလန်အနေနဲ့ဒါလူစင်းတော့စုံလာမယ်လို့ထင်တယ်ပေါ့နော်ဒီနေ့ဒါပြည်တွင်းဖလားကိုဒါ AC မီလန်နဲ့တေချာကန်မယ်လို့ထင်တယ်လက်ရှိဒါဝေးကွင်းရလောက်ဒါကြီးခထားတဲ့အတွက် AC မီလန်Z1 ပေါ့နော်ခံမှန်းရမယ်ဆို Z1 လောက်နဲ့နိုင်တယ်ပေါ့နော်ပြီးသွားရင်ဒါဂိုးပေါင်းသေးရဆိုရင်တော့ဂိုးအောက်သွားမဲ့ပုံစံမျိုးတော့ရှိတယ်ဒီပွဲဒါတေလဲကြနိုင်တယ်ပေါ့နော်ဘေးဒါနိုင်သွားမယ်ဆိုရင်တော့ဝေးကွင်း AC မီလန်နိုင်မယ်လို့ထင်တယ်နာပိုလီအနေနဲ့ဒါဒီကတော့လူစင်းပေါ့နော်လူစင်းပြေးဆောင်တော့မပါလာဘူးလို့မြင်မိရပေါ့နော်ဒါကြောင့်ဒီနေ့ပွဲရတော့ဒါ AC မီလန်ဘော်ဒီနဲ့ဂိုးအောက်ကြိုက်ပါတယ်เนาะညိုးအနေနဲ့ကြိုက်တူလိုက်ကစားလို့ရပါတယ်ကြိုက်တူဘက်ကန်ကစားလို့ရပါတယ်ကိုမနက်ဖက်မှာတော့ဒါအမတ်ပေးလီတော့ပြန်စားမယ်ဒီနေ့ညမှာလည်းဒါ Euro Confirm League တွေလည်းရှိရပါတော့ဒီနေ့ Euro Confirm League Mount Cat ကိုတော့ဒါ Telegram Channel မှာပဲတင်ပေးပါမယ်ညီကိုတို့ဒီ Channel လေးကို join ထားပေးပါเนาะကိုတို့ဒါနောက်ရက်ဒီအမတ်ပေးလီပွဲစဉ်ဒီမှာပြန်ပြီးဆုံပါမယ်ကိုအားပေးရတာ Facebook ရော TikTok ရော YouTube ရောညီကိုတယောက်ချင်းစီကျေးဇူးတင်ပါတယ်အားလုံးဒီနေ့ပဲနှုတ်ဆက်လိုက်ပါ